အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ဒီနေ့ညတော့စာရေးဆရာအာကာစောရဲ့စိတ်ဝင်စားဖွယ်ရာအောင်လောင်းဝိဇ္ဇာနဲ့ပရလောကဇာလံတွေကိုစူးစီးပြီးအဝိဇ္ဇာတော်တောင်းအပိုင်း29အနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာစီစဉ်လေးမစားခင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်အဝိဇ္ဇာတော်တောင်းနဲ့ထမ်းပင်ကျွန်းကဥဆန့်ပေါ်အပိုင်း29တို့နဲ့မိခါမှာတည်င်းပတ်တပတ်ခန့်ကြာမြင့်ပြီးသည့်အခါဝမ်ဘဲအင်းရွာရှိဆရာကြီးဦးဆန့်ပါထံမှဝတိကယနာခေါ်စီးချသည့်အတတ်ပညာကိုတက်မြောက်ကျွမ်းကျင်သွားလေသည်မိခါမှာကိုရွက်အတွင်မှပင်ထိုပညာအားအကောအစဉ်တက်မြောက်ခဲ့ခြင်းဖြစ်သည်ဆရာကြီးဦးဆန့်ပါမှာမိခါအားချီးကျူး၍မစိုးတော့ပေပညာတွေတက်တာကဟုတ်ပြီဒါပေမဲ့တက်ပြီးသားပညာတွေကိုဘလို့အသုံးချရမလဲဆိုတာစမ်းသပ်ဖို့လည်းလိုသေးတယ်မိခါထိုနေ့ညတကောင်းရန်အချိန်တွင်မိခါနဲ့ဆရာကြီးဦးဆန့်ပါမှာအိမ်ပြောက်ကြီးမှထွက်လာခဲ့ကြပြီးကွင်းမြင့်ကြီးတစ်ခုအတွင်းသို့ဝင်လာခဲ့ကြသည်ထိုနေရာမှာရာမြေဟောင်းကြီးတစ်ခုဖြစ်သည်ဆရာဦးဆန့်ပါမှာရာမြေတစ်ဖက်ချမ်းရှိရာကန်တင်းပေါ်တွင်ထိုင်ချလိုက်ကမိခါမှတော့ဆရာကြီးနှင့်မျက်နှာချင်းဆိုင်ရာခင်းတစ်ဖက်ချမ်းမှကတင်းပေါ်တွင်ထိုင်ချလိုက်ရသည်မိခါတို့မှာတအူးနဲ့တအူးဂိုင်းတရာခန့်ကွာဝေးလေသည်ကောင်းပြီမိခါစီချခြင်းပညာမှာနောက်ဆုံးတတ်အပ်တဲ့အတတ်ကတော့စီးဖြတ်ခြင်းအတတ်ပဲစီးဆိုတာမျိုးကစီးချထားတဲ့လူကဖြတ်ရင်ဖြတ်မဟုတ်ရင်စီးပေါက်သွားတဲ့အခါမှာစီးကပြက်ပြက်သွားတတ်တယ်အခုငါတင်ပေးမဲ့အတတ်ကတော့သူများချထားတဲ့စီးကိုကစီးပြန်ချပြီးတော့စီးကိုဖြတ်တဲ့အတတ်ပဲထူးဆန်းလိုက်တာဆရာကြီးကဒီလိုအသက်မျိုးတကယ်ပဲရှိသလားစီးချခြင်းအသက်6စင်းကိုအောင်မြင်တဲ့လူတော်မှဒီအသက်ကိုမတတ်ကြဘူးဒါကငါဆရာချချန့်ထားတဲ့အသက်ပဲကဲစကြစို့ဆရာဦးဆန့်ပါမှာပြောဆိုပြီးသည့်နဲ့မိခါမှာစီးအထက်ထက်ချလိုက်လေသည်ထိုအခါဦးဆန့်ပါကစီးတစ်ခုချပြီးမိခါ၏စီးများကိုဖြတ်ကျော်လာကစီးများဖြတ်လေတော့သည်စီးဖြတ်သွားသည်နှင့်ထိုစီးချထားသည့်နေရာမှာအစွမ်းများကုတ်ဆုံးသွားလေသည်မိခါဤစီးများကိုဆရာဦးဆန့်ပါကတခုချင်းဖြတ်စီးပြလိုက်သည်တော်တော်အကောင်းတဲ့အသက်ပဲဆရာကြီးကအခုအဲ့ဒီအသက်ကိုမင်းကိုသင်ပေးမယ်ပြီးရင်တော့ငါချတဲ့စီးတွေကိုမင်းကဖြတ်ရမယ်ဟုတ်ပြီလားဆရာဦးဆန့်ပါကစီးများကိုတထပ်ပြီးတထပ်ချလေတော့သည်မိခါမှာဆရာဦးဆန့်ပါသင်ပေးထားသည့်စီးဖြတ်သည့်ပညာဖြင့်စီးများကိုတစ်ခုပြီးတစ်ခုဖြတ်လေသည်တိတ်ကြကြမကြိုးစားလိုက်ရပဲဆရာဦးဆန့်ပါစီးများကိုမိခါကဖြတ်စီနိုင်သွားလေသည်ဆရာဦးဆန့်ပါကခေါင်းညှိလိုက်ပြီးတော်တယ်မိခါကဲဒီတစ်ခါနောက်ဆုံးအဆင့်ပဲဒီအဆင့်ကိုအောင်မြင်သွားရင်မင်းကဝတိကယနာပညာရက်လို့ခေါ်တဲ့ကျင့်တဲ့ခြင်းကိုအောင်မြင်သွားပြီပဲနောက်ဆုံးအဆင့်ကဘာလဲအဲ့ဒါကတော့စီးပြိုက်ချစီးပြိုက်ဖြတ်တဲ့နည်းပဲမင်းနဲ့ကလည်းစီးတွေပြိုက်ချကြမယ်တစ်ဖက်ကလည်းစီးတွေပြိုက်ဖြတ်ကြမယ်အဲ့ဒီလိုစီးချစီးဖြတ်ပြီးတော့နောက်ဆုံးတယောက်ချတဲ့စီးကတယောက်ရဲ့ကိုအုပ်မိသွားရင်အဲ့ဒီလူကအဆုပ်ပဲကဲညနေပြီဆိုတော့စကြတာပေါ့မိခါကြီးဆရာဦးဆန့်ပါမှာစီးများကိုတထပ်ပြီးတထပ်ချရင်မိခါအားလွှမ်းမိုးရန်ကြိုးစားသည်မိခါကလည်းဆရာဦးချန့်ပါချထားသည့်စီးများကိုဖြတ်ကာစီးအသစ်ကိုထပ်ချပြန်သည်ဆရာဦးဆန့်ပါကမိခါစီးများကိုဖြတ်ပစ်ပြန်သည်ဒုံနဲ့တဦးကစီးချလိုက်တဦးကစီးဖြတ်လိုက်နဲ့တဦးနဲ့တဦးအပြန်အလှန်စီးချပြိုင်ကြလေသည်မိုးလင်းတော့မြည်ဖြစ်သည်ဝမ်ဘဲအင်းရွာအတွင်းမှလင်းကျက်တွန့်တံများကိုကြားရသည်နေ့အလင်းရောက်ကကောင်းကင်တခွင်ကိုဖြန့်ကျကထွက်ပေါ်လာပြီဖြစ်သည်ထိုစဉ်မှာပဲမိခါမှာဆရာကြီးဦးဆန့်ပါကိုစီးတထပ်ဖြစ်အုံမိနိုင်ခဲ့သည်ဆရာကြီးဦးဆန့်ပါထိုစည်းကိုမဖြတ်နိုင်ခင်မိခါမှာစီးကိုထက်ကိုချနိုင်ခိုက်လေသည်နောက်ဆုံးဆရာကြီးဦးဆန့်ပါကမိခါကိုအရှုံးပေးလိုက်ရတော့သည်မင်းတော့တယ်မိခါမင်းကဒီကျင်းကိုအောင်မြင်ခဲ့ပါပြီမိခါမှာပျော်ရွှင်စွာနှင့်ခုန်ပေါက်နေမိသည်အိမ်ပြောက်ကြီးစီတို့ပြန်ရောက်သည့်အခါဒေါ်နုကနနက်ခင်စားရအတွက်ဟင်းလျာများကိုပြင်ဆင်ချက်ပြုတ်ပြီးဖြစ်သည်ဘဲဥပုတ်တစ်သားစပွဲကြီးပေါ်တွင်ချက်ပြုတ်ပြီးဟင်းလျာများကိုအငွေ့တထောင်ထောင်နှင့်ပြင်ဆင်ထားသည်မိခါနှင့်ဆရာဦးဆန့်ပါဝင်လာသည့်အခါပေစီနှင့်စိတ်တလုံးတို့ကမျောလင့်တကြီးဖြစ်ကြည်နေလေသည်ဘလို့လဲမိခါ
နောက်ဆုံးအဆင့်ဆိုတာကိုအောင်မြင်ခဲ့ရလားအောင်ခဲ့ပြီဦးကြီးစိတ်တလုံးဝမ်းသာလိုက်တာမိခါရကဲငါတို့အောက်ဝဲခံတဲ့အနေနဲ့စားလိုက်ကြရအောင်ဦးဆန့်ပါမှာဇပွဲတွင်ဝင်ထိုင်လိုက်ပြီးလူစုံတက်စုံစားတောက်လိုက်ကြသည်စားတောက်ပြီးသည့်အခါမိခါမှာအားလုံးကိုနှုတ်ဆက်လိုက်တော့သည်ပေစီမှာမျက်နှာငယ်လေးဖြစ်သွားသည်ပြန်တော့မှလားမိခါရဲ့ဒီမှာတလားလောက်တော့နေပါဦးဗျငါပြန်ရတော့မယ်ပေစီငါမှအချိန်မရှိဘူးဒီတခြင်းအောက်ပြီးနောက်ထပ်တခြင်းကိုထပ်ပြီးကြင့်ကြံရမှာမို့လို့ပါဟုတ်တယ်မီးလေးသူ့ကိုမသားပါနဲ့ရွှေဟင်းသာဂါရဲ့ဂိုင်းကျုပ်တာဝန်ထမ်းဆောက်ထားရတယ်ဆိုတာလွယ်တဲ့တာဝန်မဟုတ်ဘူးမီးရဲ့9ရက်10ရက်လောက်တွေ့ခဲ့ရတယ်ဆိုပေမဲ့ကျွန်တော်ကတော့လွမ်းနေတော့မှာပဲထိုအခါစိတ်တလုံးမှာငုံမဲမဲနဲ့ဖြစ်နေလေသည်ဦးကြီးစိတ်တလုံးကဘာဖြစ်နေတာလဲငါလည်းဒီကောက်ကိုလွမ်းနေတော့မှာဟာကျွဲတွေမြင်တိုင်းသူ့ကိုတတိယနေတော့မှာငုံမဲမဲစိတ်တလုံးမျက်နှာကိုကြည့်ကအိမ်သားများအားလုံးရေမောလိုက်ကြလေသည်ဒုတိယသွားမဲ့နေရာကဘယ်နေရာများလဲမိခါကဆရာနောက်ရေးပေးလိုက်သည့်စာကလေးကိုထုတ်ပတ်လိုက်ကဘူးလေအင်းရွာကဆရာကြီးဦးဆန့်ပေါ်စီသွားရမှာတဲ့ဒေါ်နုကမျက်မှောက်ကျုပ်လိုက်ပြီးတော့ဦးဆန့်ပေါ်ဆိုတော့နတ်မျက်စိဆန့်ပေါ်ဆိုတာမဟုတ်လားဆရာကြီးရဲ့အကိုတော်တယ်မဟုတ်လားငါရဲ့တတိယမြောက်အကိုပဲဒါပေမဲ့မင်းတို့သူ့စီဒီတိုင်းသွားလို့ဖြစ်မှာမဟုတ်ဘူးဘာလို့များလဲဆရာကြီးနတ်မျက်စိဆန့်ပေါ်ဆိုတာတိတ်ဒေါသကြီးတယ်တိတ်စိတ်ကြီးတယ်ကွပြီးတော့လူကွာစာကြီးလို့လည်းသူ့ကိုခေါ်ကြတယ်သူ့စိတ်ကိုနားလဲရအတော်ခတ်တယ်နော်သူနဲ့ဓာတ်မတဲတဲ့လူဆိုရင်တော့သူကအနာတရားဖြစ်အောင်အထိလှုပ်တတ်တယ်ဆိုတာပဲဒေါ်နုကကြားပြောဝင်ပြောလေသည်ဆရာဦးဆန့်ပါကခေါင်းညက်ရင်သူတို့ပြောတာလည်းမမှားဘူးမိခါရဲ့အကိုဆန့်ဘောကအဲ့ဒီလိုပဲဒုံးငယ်ကတော့ဒီလိုမဟုတ်ပါဘူးဒါပေမဲ့ဒေဝစက္ခုလို့ခေါ်တဲ့နတ်မျက်စိကျင့်စဉ်ကိုကျင့်လိုက်တဲ့အခါမှာကျင့်စဉ်တစ်ပတ်ခန့်ခတ်ပေါက်သွားပြီးအုံနောက်ထိသွားတာထင်တယ်သူကပေါင်းရတင်ရတော်တော်ခတ်တယ်ငါတို့လိုညီကိုရင်တွေတောင်မှသူ့စိတ်ကိုခတ်မှန်မရဘူးကွအဲ့ဒီလိုပေါင်းရတင်ရခတ်လို့သူ့မှာလည်းတပည့်တပန်းဆိုတာမရှိဘူးစိတ်တလုံးကတက်ပြင်းချရင်ဒါဆိုလမ်းဆုံးတော့မှာပေါ့မိခါရနေပါစေဦးကြီးစိတ်တလုံးရသူ့ကိုအရင်တွေ့ပြီးတော့ပြောကြည့်ကြတာပေါ့မင်းတို့အတွက်ငါစာတစ်စောင်ရေးပေးလိုက်မယ်သူ့ကိုတွေ့တဲ့အခါဒီစာကိုပြလိုက်ရင်တော့ငါလွတ်လိုက်မှသူသိမှာပါအဲ့ဒီကြရင်မင်းတို့အဖို့နည်းနည်းကောင်းမဲ့ထင်ရတယ်ကျေးဇူးတင်ပါတယ်ဆရာကြီးဦးဆန့်ပါမှာစာတစ်စောင်ရေးပေးလိုက်ပြီးဒီနောက်စာရဲ့အတွင်တို့ထဲကမိခါကိုပေးလိုက်သည်မိခါနဲ့စိတ်တလုံးတို့မှာဦးဆန့်ပါမအုံမှာပေစီဒေါ်နုနဲ့ဒေါ်ဘုတ်တို့ကိုနှုတ်ဆက်ကအိတ်ကြီးအတွင်မှထွက်လာခဲ့ကြသည်ဦးဆန့်ပါတို့မှာခြံတကားဝါအထိလိုက်ပါပို့ဆောက်ပေးကြလေသည်စိတ်တလုံးမှာအနောက်သို့ပြန်လှည့်ကြည့်ကလက်ပြနှုတ်ဆက်လိုက်သည်ထိုအခါပေစီ၏မျက်ဝန်းမှမျက်ရည်များစီးကျလာလေသည်ဦးစီးစိတ်တလုံးအားရင်လာလေပါဦးဗျာကျွန်တော်တို့အတူတူကြွဲကြောက်ကြမယ်ငှက်ပြစ်ကြမယ်ရေကူးကြမယ်နော်ပေစီအတန်ကြားသည့်အခါစိတ်တလုံးမှာဟန်မဆောင်နိုင်အောင်ငိုလျော့သည်မိခါမှာစိတ်တလုံးမျက်နှာကိုကြည့်ကကြိတ်ရည်နေမိသည်ဘူးလေအင်းကြီးရွာကလေးမှာပဲခူးမြို့၏အနောက်တောင်ဘက်တွင်ရှိသည်ထိုနေရာတွင်ဘူးလေအင်းဟုအမည်ရသည့်အင်းကြီးတစ်ခုရှိကအင်းအမည်ကိုဆွဲ၍ဘူးလေအင်းရွာဟုအမည်တွင်နေခြင်းဖြစ်သည်ဘူးလေအင်းကြီး၏အရှိတ်ဘက်တွင်ရွာကလေးရှိကရွာငယ်ရွာသေးကလေးသာဖြစ်သည်အင်းကြီးပပတ်လေတွင်ဆေးဆိုအုံမိုက်နေသည့်တောအုပ်ကြီးများကဖုံးလွှမ်းထားလေသည်မိခါနှင့်စိတ်တလုံးတို့မှာဘူးလေအင်းရွာထိပ်သို့ရောက်လာခဲ့ကြသည်ရွာထိပ်တွင်ရှေးဟောင်းဇရက်ကြီးတစ်ခုရှိသည်ဇရက်အသက်အစင်လှေကားအပေါ်တွင်အယူကြီးတစ်ယောက်မှမုတ်တုတ်ထိုက်လျက်မိခါတို့ကိုမျက်စိတစုံလိုက်ကြည့်နေလေသည်အယူတွေလာပြီအယူတွေလာကြပြီဟဲ့အယူကြီးကမိခါတို့အားလက်ညှိုးတို့ကလှောက်ပြော့ရေမောလေသည်စိတ်တလုံးကထူလူကြီးကိုကြည့်လိုက်ပြီးအောင်မယ်အယူဟာများသူများကိုယူတယ်ပဲရှိရသေးတယ်သူကြည့်တော့ဖြစ်ရက်တော့ကုန်းဆိုင်နေတဲ့လူကများစိတ်တလုံးပြောသည့်အတိုင်းပင်ထူလူကြီးမှာထမ်းလျက်ရက်တော့စုပ်ကြီးတစ်ခုကိုဂုံးတွင်စိုက်ထားပြီးစုပ်ပြတ်တက်နေသည့်အဝတ်အစားများကိုဝတ်ဆင်ထားသည်ဝတ်အစားများဆိုတော့လေတွေ့ကြရပိတ်စကြီးများစောင့်ကြီးများကိုအထက်ထက်လွှမ်းချုပ်ထားသည့်နှင့်ပင်တူညီနေသည်အောက်တွင်လည်းရှမ်းပေါင်းပြီးအစုပ်ကြီးကိုဝတ်ဆင်ထားက
ဘာဝိကြီး၏အပေါက်များမှာပေါင်သားများဒူးကောင်းများကချွန်ထက်နေလေသည်ခြေထောက်တွင်တော့ခေါဖနက်တစ်ဖက်ကတိပါဖနက်ဆုပ်ကြီးတစ်ဖက်ဖြင့်စီးထားလေသည်ထိုအယူကြီးကိုအနီးမှညှိဆွတ်ဆွတ်ချင်ဖက်ဖက်အနက်ကအတော်ဝဲအထိပြန့်လွှတ်နေလေသည်အယူလွယ်အိဟုခေါ်ဆိုရမည်အဝတ်အစအပိုင်းအစများကိုဆက်ကချုပ်လှုပ်ထားသည့်လွယ်အိတ်ကြီးကိုလွယ်ထားသေးသည်ဦးကောင်းမှစပင်များမှာမလျှော်မဖွတ်တီမှာကြာမြက်လာပြီဖြစ်သည်ဖြင့်စပွင်မွေးများမှာလေကျစ်နေကကြက်ခဲကြီးများဖြစ်နေသည်မိခါကထိုအယူကြီးကိုကြည့်ကနှစ်ခေါက်ရှုပ်လိုက်ရင်အယူကြီးကိုအဖတ်မလုပ်နေပါနဲ့ဦးကြီးစိတ်တလို့ရလာသွားရအောင်အယူကြီးကခါထောက်ရင်နေတို့လူတယောက်ကိုလာရှာတာမဟုတ်လားထိုအခါမိခါတို့ခြေလမ်းများရက်တန့်သွားသည်အယူကြီးကိုလှည့်ကြည့်ပြီးနောက်ရှင်ကဘယ်လိုသိတာလဲမင်းတို့ရဲ့နှစ်ဖူးတွေမှာလူရှာနေပါသည်လို့ရေးထားကြသလိုထင်ရှားလွန်းနေတယ်မဟုတ်လားမင်းတို့ဘသူကိုရှာနေတာလဲဟာခမည်းကဘသူကိုရှာနေတယ်ဆိုတာတော့မသိဘူးထင်တယ်အယူကြီးကလက်ညှိုးတစ်ချောင်းမိုးပေါ်ထားလိုက်ပြီသိပါဟဲ့သိပါမင်းတို့ကငပိုးတယောက်ကိုရှာနေတာပဲထိုအခါစိတ်တလုံးကခွတ်ထိုခွက်လန့်ရေတော့သည်မိခါကစိတ်တလုံးလက်ကိုဆွဲလိုက်ပြီသူပြောတာလည်းမှန်တာပဲဦးကြီးစိတ်တလုံးကျမတို့စနေတာဦးဆန်ပေါ်မဟုတ်လားသူ့နာမည်မှာပေါ်ပါတယ်လေအေးဟုတ်တာပဲနော်မိခါစိတ်တလုံးကအယူကြီးပတ်တော့ကြည့်လိုက်ပြီဟဲ့အယူကြီးငါတို့ရှာနေတဲ့ငပေါ်ကြီးဘယ်မှာရှိတယ်ဆိုတာခမညာသိသလားသိပါငါနာမည်ကအရာရာတီးတဲ့ရွာတဲကိုဆက်ဝင်သွားထမ်းပင်ကျွန်းလို့ပြောလိုက်ရင်လှေသမားတွေလိုက်ပို့လိုက်မယ်အဲ့ဒီမှာငပေါ်ကြီးနေတယ်ကွဟာ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 အယူကြီးကရေမောပြည့်သည့်အခါတနေရာသို့ထထွက်သွားတော့သည်ကဲဦးကြီးစိတ်တလုံးဒီလူကြီးကထမ်းပင်ကျွန်းမှာဦးဆေးရကြီးဦးဆန့်ပေါ်နေတယ်လို့ပြောသွားတယ်မဟုတ်လားအယူစကားများယုံနေသေးတဲ့မိခါရဲ့ငါတို့ရွာထဲမှာစုံစမ်းလိုက်ရင်သိမှာပါဟာမိခါတို့မှာရွာကလေးစီတို့ဆက်လက်လှမ်းလာခဲ့သည်ရွာမှာအင်းကြီးနဘေးတွင်စီတန်းကဆောက်လုပ်ထားလေသည်ရွာကလေး၏အစုံတွင်အင်းမြင့်ကြီးတစ်ခုရှိသည်ရွာနေဒေသခံများမှာရေလုံငန်းဖြင့်အသက်မွေးကြသူများဖြစ်သည့်အတိုင်းငါးဖန်ငချောက်လန်ငပိသိက်အစရှိသည့်လုပ်ငန်းများကိုလုပ်ကိုင်ကြလေသည်မိခါတို့မှာရွာထဲသို့ဝင်ကဆရာကြီးဦးဆန့်ဘောအကြောင်းကိုမေးမြန်းလေ့လာကြသည်သို့တော်ရွာသူရွာသားများမှာဦးဆန့်ဘောဆိုသည့်နာမည်ကိုမြည်သူမှကြားဖို့ကိုမရသဖြင့်မေးလိုက်တိုင်းမသိဟုသာပြန်ပြီးဖြေဆိုကြသည်ရွာရှိအိမ်ပေါင်းစစ်အကုန်မေးမြန်းလိုက်တော့လဲမြည်သူမှမသိသဖြင့်စိတ်တလုံးမှာအကြံအိုက်နေချီသည်ရွာအစွန်တွင်လှေစိတ်ကလေးတစ်ခုရှိသည်ထိုလှေစိတ်မှာအင်းအတွင်ဆင်းကြသည့်တန်ဃာသည်များအသုံးပြုကြသည့်လှေစိတ်ဖြစ်နိုင်ပေသည်မိခါတို့နှစ်ဦးလှေစိတ်သို့ဆင်းလာကြသည့်အခါညနေဆောင်နေပြီဖြစ်သည်အင်းအတွင်မှပြန်လည်လှော်ခတ်လာကြသည့်ငါးပန်းလေးများမှာလှေစိတ်တွင်ရက်နာလိုက်ကြသည်စိတ်တလုံးကတန်ဃာသည်တဦးထံသို့ပြေးသွားလိုက်ပြီးနောင်ကြီးဘူးလေအင်းရွာမှာဆရာကြီးဦးဆန့်ပေါ်ဆိုတာနောင်ကြီးကြားဘူးသလားတန်ဃာသည်ကမျက်မှောက်ကြောက်ကအတန်ငယ်စဉ်းစားလိုက်ပြီးဦးဆန့်ပေါ်ဆိုတာတော့မကြားဘူးဗျနေပါဦးသူကပါလေဆရာလားဘေးတော်စီဆရာလားဒါမှမဟုတ်ဘေးတဲ့ဆရာလားဟိုလေလောကီပညာဆရာကြီးပေါ့ဗျာဒါမျိုးတော့ကျုပ်တို့ရွာမှာမရှိဘူးဗျကျုပ်တို့ရွာကလေးမှာတန်ဃာသည်တွေလောက်ပဲနေကြတော့ဒီလိုမျိုးပညာရှင်တွေမရှိပါဘူးဗျာနောက်ကြီးတို့ရွာမှားလာတာဖြစ်မယ်ဗျထိုအခါမိခါကတန်ဃာသည်အနီးသို့တိုးကပ်လိုက်ပြီးဒါဆိုရင်ထမ်းမင်ကျွန်းကိုချင်သိသလားတန်ဃာသည်ကအံ့ဩသွားသည့်မျက်နှာနဲ့ခေါင်းညှိလိုက်လေသည်ကျမတို့ကိုထမ်းမင်ကျွန်းကိုလိုက်ပို့ပေးပါရှင်အောင်မလေးထမ်းမင်ကျွန်းဆိုတာဘလို့နေရာမှမင်းတို့သိကြလို့လားကွစိတ်တလုံးနဲ့မိခါမှာတယောက်မျက်နှာတယောက်ကြည့်လိုက်ရင်မသိဘူးလေဗျမသိရင်မသွားခြင်းပါနဲ့ဗျအဲ့ဒီထမ်းမင်ကျွန်းဆိုတာတရေတက်စီတွေနေတဲ့ကျွန်းနောက်ပြီးတော့စုံးမတွေပညာပြိုင်တဲ့ကျွန်းဗျညဆိုရင်အဲ့ဒီကျွန်းဘော်ကထမ်းမင်ကြီးတွေထိတ်မှာမီးလုံးကြီးတွေလှက်ပတ်နေတာကိုတွေ့ကြရတယ်တာမန်လူမပြောနဲ့ကျုပ်တို့လိုအင်းထဲမှာမွေးအင်းထဲမှာကြီးရဲ့လူတွေတောင်မှအဲ့ဒီထမ်းမင်ကျိုးကိုဝေးကရှောင်ကြတယ်ဗျခမည်းတော်ရှောက်ပေမဲ့ကျုပ်တို့သွားခြင်းနဲ့ဗျနောက်ကြီးတို့စဉ်းစားအောင်တော့အဲ့ဒီထမ်းမင်ကျိုးမှာစုံကဝေတွေရဲ့ဆက်လက်နက်တွေကလည်းမြုပ်နှံထားတယ်လို့ကြားဘူးတဗျာပြီးတော့အဲ့ဒီကျုံးကိုရောက်ဖို့တူတိုင်းကယူသွားကြတဲ့
တခါကအယက်သမားတွေကအချင်းချင်းစိတ်ခေါ်ပြီးတော့ထမ်းပင်ကျွန်းကိုတွားကြတာတေတဲ့လူကတေယူတဲ့လူကယူသွားကြတယ်တခါသားကလည်းပဲခူးမျိုးကဆရာတယောက်ကထမ်းပင်ကျွန်းကိုတွားခြင်းနဲ့ဆိုတာနဲ့လိုက်ပို့ပေးလိုက်တာယူသွတ်သွားတာအခုထိပဲဗျအဲ့ဒီလူကြီးကငါတို့ရွာထိပ်မှာတွေ့ခဲ့တဲ့ယူကြီးဖြစ်မယ်မိခါဟုတ်လောက်တယ်နော်ကဲပါကျမတို့ကိုထမ်းပင်ကျွန်းကိုတာပို့ပေးရှင်းအတွက်ငွေ90ပေးမယ်ဟုတ်ပြီလားငွေ90ဆိုသည့်ပမာဏမှာမနှဲလာသဖြင့်တန်ဃာတွေမှာတစ်ချက်စဉ်းစားနေလေသည်မိခါကရှင်းမပုတ်ဘူးဆိုရင်လည်းတခြားလူကိုရှားရတော့မှာပေါ့ထိုအခါတန်ဃာတွေကလက်ကပြလိုက်ပြီနေပါစေကျုပ်ပို့ရဲပါတယ်ကျုပ်လိုက်ပို့ပါမယ်ကောင်းပြီလေဒါဆိုအခုပဲလိုက်ပို့ပြီးတော့ခမည်းတော်နှစ်ယောက်လှေတဲ့ခဏထိုင်ဆောင်နေဦးဗျာကျုပ်ပြန်လာခဲ့မယ်တန်ဃာတွေမှာကုန်းပေါ်တို့ပြေးသွက်သွားတဲ့ဖြင့်မိခါနဲ့စိတ်တလုံးတို့မှာလှေပေါ်တို့တက်ကထိုင်ဆောင်နေလိုက်ကြသည်မကြာမီတန်ဃာတွေလှေသမားမှာပလင်းလက်နှလုံးပိုက်ကလှေပေါ်သို့ပြေးတက်လာလေသည်မိခါကကြည့်ရင်လက်စတတော့ရှင်ကဇိုးသမားပဲကိုတန်ဃာတွေမှာပလင်းကိုဖင်ထောင်အောင်မောတောက်လိုက်ပြီးနေချိုတော့လေနည်းနည်းပြုတ်လာလို့ပြုတ်ပြီးတော့ခမည်းတော်သွားမယ့်နေရာကလည်းခက်ကြကြံကိုဒီတော့ရဲစင်းနဲ့တင်ဖို့လူတဗျာလှေကိုစိတ်ကံမှခွာလိုက်သည်နဲ့လှေကလေးမှာအင်ကြီးအတွင်းတို့တရွေ့ရွေ့နှင့်မျောပသွားလေသည်တန်ဃာတွေမှာကြောက်မီဖို့ကလေးတစ်ခုထုတ်လိုက်လှေဝမ်းပေါ်တွင်မီးသွေးသောကလေးများဖြင့်မီးမွေးလိုက်သည်ထို့နောက်လှေဝမ်းအတွင်ဖမ်းဆီးရမိထားသည့်ငါးများအတင်းမှငါးရွယ်ခက်လက်လက်များကိုထုတ်ယူလိုက်ကမီးဖို့ပေါ်တင်กินလေတော့သည်တန်ဃာတွေမှာလှေကလေးကိုတစ်ချက်နှစ်ချက်လှော်လိုက်ငါးခင်ကလေးကိုတစ်ဖက်ဖက်လိုက်အရက်တစ်ချိုင်မောတောက်လိုက်နဲ့စိတ်ကြနေလေသည်စိတ်တလုံးကထိုလူကိုကြည့်လိုက်ရင်ကျုပ်တို့အရေးကြီးပါတယ်ဆိုမှဗျာခမည်းကဇိတ်ခန့်နေသေးတယ်မပူပါနဲ့ဗျာထမ်းမင်ကျွန်းကဒီကနေအတော်ဝေးဝေးသွားရအောင်ပါဒီတော့ဗိုက်ဖြည့်ထားဖို့လိုတာပေါ့ဗျာခမည်းတို့လည်းစားကြပါလားတန်ဃာတွေကငါးကင်တကောင်ကိုလှမ်းပေးသည်စိတ်တလုံးကငါးကင်ကိုယူလိုက်ကတစ်ဖက်ဖက်စားလိုက်သည်လက်လက်ဆက်ဆက်ဖမ်းယူထားသည့်ငါးများဖြစ်သည်မို့အရာကခြုံမြိတ်လက်ပေသည်မိခါတို့မှာငါးခင်စားတော့ရင်အင်ကြီးအတွင်ဆင်းလာခဲ့သည်အင်းရဲ့ပြည်ကြီးမှာလာရအောက်တွင်တဖိတ်ဖိတ်ဝင်းလက်တောက်ပနေလေသည်အင်းရဲ့ပြည်အစိုးတွင်တော့တက်တော်ကြီးများကစိတ်ညှို့နေပြန်သည်အင်းအတွင်ကျွန်းကြီးကျွန်းငယ်များကအစီအရီရှိနေကြသည်သို့တော့ထော်ကျွန်းများမှာလူသူနေထိုင်ပုံမရပဲတက်တော်များသာဖုံးအုပ်ထားကြသည်အချို့ကျွန်းကလေးများမှာလှေတစည်းစာအိတ်တလုံးစာခန်းများအရွယ်အစားရှိတော်လဲအချို့ကျွန်းများမှာရွာတရားတည်ထားနိုင်သည့်အထိကြီးမားလှပေသည်သို့လှော်ခတ်လာရင်အင်းအလေတက်တက်ရောက်လာခဲ့သည်မလန်းမကန်းတွင်ကျွန်းတကျွန်းကိုလှမ်းမြင်ရလေသည်ထိုကျွန်းကလေးမှာမကြီးမသေးအရွယ်အစားဖြစ်သည်ကျွန်းပေါ်တွင်တက်ပင်များပေါက်ရောက်နေကမမဆွတ်ဆွတ်တည်ရှိနေသည်ကိုမြင်တွေ့ရသည်အဲ့ဒါခမည်းတော်တွားခြင်းနဲ့ထမ်းပင်ကျွန်းပဲပြုတ်လေသမားကလက်ညှိုးထိုးပြလိုက်သည်မိခါတို့ကကျွန်းကိုတစ်ချက်လေးလာကြည့်လိုက်သည်လေသမားမှာကျွန်းအနားသို့တဖြည်းဖြည်းလှော့ခတ်လာခဲ့သည်ကျွန်းနဲ့ဂိုက်တရအကွာခန့်ရောက်ရှိလာသည့်အခါလေများကတဝူးနှင့်တိုက်ခတ်လာခဲ့သည်အင်းလေတွင်ရှိစဉ်ကလေပြေလေညင်းကလေးများသာတိုက်ခိုက်နေတော့လေယခုတော့လေတိုက်နှုတ်ကတဖြည်းဖြည်းကျန်းလာလေသည်လေပြင်းထန်လာသဖြင့်ရေပြင်ကြီးတွင်လည်းလှိုက်ချက်ခွများကပေါ်ပေါက်လာပြန်သည်တန်ဃာလေကလေးမှာဘယ်ညာလွတ်လွတ်နေတဲ့ဖြင့်မိခါတို့ပင်လှေနေရန်အားလက်ဖြင့်ထိတ်ကိုက်ထားကြရသည်ထိုစဉ်ကျွန်းကြီးအပေါ်မှတရှဲရှဲနှင့်အတန်များကိုကြားရပြန်သည်ကျွန်းပေါ်တွင်ပေါက်ရောက်နေသည့်တစ်ပင်ကြီးမှလှေမော်ရဲတိုက်ခိုက်ရသည့်အလားရိမ့်ရွက်ကလှုပ်ရှားနေကြသည်ထိုစဉ်တရှူးရှူးအတန်များမြည်လျက်မီးလုံးကြီးတစ်လုံးကတစ်ပင်အုပ်ကြားမှကောင်းကင်ရန်သို့ပြန်တန်းလာလေတော့သည်အလားနောက်ထပ်မီးလုံးကြီးတစ်လုံးကထပ်မံပြန်တန်းတက်လာကမီးလုံးကြီးနှလုံးမှာကောင်းကင်ရန်တွင်ပုတ်ကတ်သွားလိုက်ထပ်မံကကွဲခွာသွားလိုက်နှင့်လက်ပတ်ဆော့ကစားနေတော့သည်တန်ဃာတဲ့လေသမားမှာထိုအဖြစ်ကိုမြင်သည့်အခါအမူးပြေသွားပြီးမျက်လုံးကြီးများပြူးကငေးကြည့်နေလေသည်လှိုင်းပုတ်သဖြင့်လှေမှာအရှိတို့တိတ်မရောက်နိုင်ပဲဖြစ်နေသည်မိခါကလေသမားကိုလှည့်ကြည့်ရင်ဦးလေးကြီးရှေ့ကိုမြင်မြင်လှော်စမ်းပါလေသမားကမိခါကိုစိုက်ကြည့်လိုက်ကမင်းငါ့ကို90ပေးမဲ့ဆိုအခုပေးတော့မိခါကအဲ့အတွင်းမှာ10တန်9ရွက်ကိုထုတ်ပေးလိုက်တဲ့အခါလေသမားကပတ်စံများကိုလှမ်းယူလျက်ဖတ်တရွက်နှင့်လိမ့်လိုက်ကပါဇက်အတွင်းတို့ငုတ်ခဲပြီးသည့်နောက်
ရေထဲတို့ဒိုင်ပင်ထိုးကခုတ်ချသွားလေသည်စိတ်တလုံးကထိုအဖြစ်ကိုကြည့်ရင်ဟဲ့လူဘာလို့သွားတာလဲပို့မဲ့ပို့ကျွန်းကိုရအောင်ပို့ပေးလေဗျာတန်ခါသည်များမိခါတို့ကိုလှည့်ပင်မကြည့်တော့ပဲအင်းရင်ပြည့်အတွင်းလက်ပြကူးနေလေသည်ဒီလူဘာကြောင်တာလဲမသိဘူးသူကဒီကျွန်းအနားကိုကပ်ဖို့ကြောက်ရွံ့နေတာပဲဖြစ်မယ်ဦးကြီးစိတ်တလုံးမှာတက်တချောင်းကိုကောက်ယူလိုက်လေသည်မိခါကလည်းလှည့်ဦးတွင်ရှိသည့်တက်အတုတ်ကလေးတစ်ခုကိုယူလိုက်ကနှစ်ဦးသားလှည့်ကိုလှော်ခတ်ကြသည်လှိုင်းလုံးများမှာတဆက်ထက်တဆပုံမကြီးများပြားလာလေသည်မိခါတို့နှစ်ဦးမှာလှည့်ကိုကျွမ်းကျင်စွာမလှော်ခတ်နိုင်ကြသဖြင့်လှည့်ကလေးမှာလှိုင်းလုံးများနှင့်ပုတ်ခတ်မိကလူးလွတ်နေလေသည်မိခါဟိုမှာကြည့်လိုက်စမ်းစိတ်တလုံးညွန့်ပြသည့်နေရာကိုကြည့်လိုက်သည့်အခါမိုးရွာတကဲ့သို့ဝေါကနေမြည်တမ်းကြီးနှင့်အတူရေဝဲကြီးတစ်ခုပေါ်ပေါက်လာလေသည်ရေဝဲကြီးမှာရေမျက်နှာပြင်အောက်တွင်ဝဲကြော့ထိုးဆင်းသွားသည့်အတိုင်းနှိပ်ဆင်းသွားသည်မိခါတို့မှာလှေကိုအားကိုလှော်ခတ်တော်လဲရေဝဲကြီး၏ဆွဲယူသည့်အားကိုမလွန်ဆန်နိုင်သဖြင့်လှေကလေးမှာရေဝဲအတွင်းခြာလက်ပတ်ဝေ့ရန်နေလေသည်လှေပေါ်ရှိမိခါတို့မှာလည်းလှေလက်ရနှစ်ဖက်ကိုလက်ဖြင့်ကျင့်နေအောင်ဆုပ်ခိုင်ထားကြရသည်လှေမှာလဲပတ်နေသဖြင့်မိခါတို့လည်းတွတ်ခါအောင်လှုပ်ရန်နေလေသည်မကြာမီရေဝဲကြီးမှာလှေကလေးအားရေအောက်သို့ဝါမြုပ်ပစ်လိုက်လေသည်မိခါတို့မှာရေအောက်တွင်လူးလွန်ကကိုခတ်နေမိသည်ထိုစဉ်ရေဝဲကြီးမှာလက်ရရဲ့အတိုင်းလှက်ပတ်နေရမှရုပ်ချီရက်တန့်သွားကလက်ဝဲရဲ့အတိုင်းတဖန်လှက်ပတ်ပြန်လေသည်ထိုအခါရေအောက်သို့ချိုင်းဝင်နေသည့်ရေဝဲကြီးမှာရေပေါ်သို့တဖန်ပြန်လဲတက်လာကရေမျက်နှာပြင်ပေါ်တွင်လက်ခုံကြီးတစ်ခုနှင့်မိုးမောက်ကလှည့်ပတ်နေလေသည်ထို့နောက်လူတအူပါဇက်မှမှုတ်ထုတ်လိုက်တဲ့ကဲ့သို့တဖူးဖူးနှင့်အတန်များမြည်စည်းသွားကမိခါနှင့်စိတ်တလုံးတို့မှာရေဝဲကြီး၏မှုတ်ထုတ်မှုကိုခံရပြီးကျွန်းပေါ်သို့လွင့်စင်ကပြုတ်ကျလေသည်ထမ်းမင်းကြီးနှစ်ပင်အနီးတွင်တဲကုတ်ကလေးတစ်ခုကိုမြင်တွေ့လိုက်ရသည်ထိုတဲကုတ်ကလေးမှာဦးဆန့်ပေါ်နေထိုင်သည့်အိမ်ဖြစ်လိမ့်မည်ဟုမိခါကတုံးတက်လိုက်ကတဲကုတ်အနီးသို့ကပ်လာခဲ့သည်ထိုစဉ်ထမ်းမင်းကြီးများအပေါ်တွင်ရစ်ဝဲနေကြသည့်မီးလုံးကြီးများမှာမိခါတို့အနီးသို့ပြန်တန်းလာသည်စိတ်တလုံးကထိုမီးလုံးကြီးများအားပြစ်ခတ်ရန်ကြိုးစားတော့လေမိခါကတားမြက်လိုက်သည်စိတ်လိုက်မှမလုပ်ပါနဲ့ဦးကြီးစိတ်တလုံးဒီလူတွေကဆရာကြီးဦးဆန့်ပေါ်ရဲ့တပည့်တွေဖြစ်နေရင်ဘယ်လိုလုပ်မလဲသူတို့ကိုအနာတရားဖြစ်အောင်လုပ်လိုက်တဲ့အခါဆရာကြီးဦးဆန့်ပေါ်ကစိတ်ဆိုးသွားရင်ဘယ်လိုလုပ်ကြမလဲအေးနင်ပြောရလေဟုတ်တယ်မိခါဦးကြီးစိတ်တလုံးဒီအနာကိုကတ်လာခဲ့ကျမကဆရာဦးဆန့်ပါစီကတတ်လာခဲ့တဲ့စီးချတဲ့ပညာနဲ့စီးဖမ်းချလိုက်မယ်စိတ်တလုံးမှာမိခါအနီးသို့တိုးကတ်လာသည်မိခါကမြေပြင်တွင်စီးတုတ်ထက်ချလိုက်လေသည်ထိုအခါပြန်တန်းလာကြသည့်မီးလုံးကြီးများမှာမိခါတို့ခေါင်းပေါ်သို့ရောက်လာကြသည်ဘလူတွေလဲကျွန်းပေါ်ကိုခြေချရင်အသက်ပျောက်သွားမယ်ဆိုတာမသိဘူးလားမီးလုံးကြီးများမှာမိခါတို့ကိုမတွေ့သည့်အတွက်လေပေါ်တွင်ဝဲပြန်ကရှာဖွေနေကြလေသည်ဘုံနဲ့ထွက်ခဲ့နော်ငါတို့ရှာမတွေ့လို့ကတော့မင်းတို့တွေမလွယ်ဘူးမှမီးလုံးကြီးများမှာကျိန်းမောင်းနေကြတော့လေမိခါတို့ကိုရှာမတွေ့သဖြင့်အတန်ကြသည့်အခါတဲကလေးအတွင်းသို့ဝင်ရောက်သွားကြသည်ထို့နောက်တဲကလေးအတွင်းမှလူကြီးတစ်ယောက်ထွက်လာသည်ထိုလူကြီးမှာဦးဆန့်ပါနှင့်ရုပ်ကျင်ဆင်သူတစ်ဖြစ်ဦးဆန့်ပေါ်ဖြစ်နိုင်သည်ဟုသိလိုက်ရသည်ဦးဆန့်ပေါ်၏အနောက်တွင်မီးလုံးကြီးနှလုံးကလိုက်ပါလာလေသည်မိခါတို့မှာစီးအတွင်းတွင်သာပုံအောင်နေမိသည်စီးကိုလည်းလုံခြုံစေရန်အတွက်တထပ်ပြီးတထပ်ချနေမိသည်တို့တော့ဦးဆန့်ပေါ်မှာမိခါတို့စီတို့တန်တန်မမတ်လာရင်မင်းတို့ကိုမင်းတို့လုံခြုံနေပြီလို့ထင်သလားကွမိခါမှာအံ့ဩသွားမိသည်ဆရာကြီးကကျမတို့ကိုမြင်ရတယ်တဲ့လားမင်းတို့ကိုမမြင်ရဘူးဆိုရင်ငါကောင်ကနတ်မျက်စိစံပေါ်လို့ဘယ်ခေါ်တော့မလဲကွမိခါမှာစီးများကိုပြန်ဖြတ်လိုက်တော့သည်ဦးဆန့်ဘောကမိခါအစွမ်းကိုကြည့်လိုက်ပြီးမင်းတုံးလိုက်တဲ့ပညာကဝတိကယနာပညာရက်လို့ခေါ်တဲ့စီးချတဲ့အတ္တပါလားမင်းတို့ကငါညီအငယ်ဆုံးစံပါရဲ့တပည့်တွေထင်တယ်ဟုတ်ပါတယ်ဦးဆန့်ဘောကမဲ့ပြုံးတစ်ချက်ပြုံးလိုက်ကမင်းတို့ငါကျွန်းဘောကိုတက်လာကြတာဘာတဘောလဲမဟုတ်မှလွယ်ရောစံပါကငါ့ကိုလုံးကြံဖို့လှုပ်လိုက်တာများလားမဟုတ်ပါဘူးဆရာကြီးစံဘောကျမတို့လာတာဆရာကြီးစီမှာတပည့်ခံဖို့အတွက်လာတာပါတပည့်ဟုတ်လားငါဘဒုကိုမှတပည့်အဖြစ်တင် जा မပေးတာဆယ်စုနှစ်တစ်ခုကြော်ခဲ့ပြီကွဒါပေမဲ့ကျမကိုတော့တင် जा ပေးမှရမယ်မင်းကဘာမို့လို့လဲကွကျမကရွှေဟင်းသာခိုင်းကြုတ်ကြီး
ဦးတက်ရဲ့သမီးလက်ရှိဂိုင်းချုပ်မိတောင်ပါဦးဆန့်ပေါ်မှာအနှဲငယ်အားတင်သွားလေသည်ထိုအခါမိခါကခါးတွင်ချိတ်ဆွဲထားသည့်ရွှေဟင်းသာရုပ်ကလေးအားဦးဆန့်ပေါ်ထံသို့ပြသလိုက်လေသည်အဖေနဲ့ဆရာကြီးရဲ့ကြားမှာပညာသင်ဖို့ဂတိကဝတ်တစ်ခုရှိနေတာကိုဆရာကြီးမှတ်မိမှာပါမှတ်မိပါတယ်အဲ့ဒါကတော့တစ်ချိန်မှာရွှေဟင်းသာဂိုင်းကလူတစ်ယောက်ကိုပညာသင်ပေးရမယ်ဆိုတာပါပဲဒါဆိုအဲ့ဒီဂတိအတိုင်းဆရာကြီးကျမကိုပညာသင်ပေးပါတော့ငါတတ်ထားတဲ့ပညာကိုဒေဝစက္ခုလူတွေကခေါ်ကြတယ်အနတ်အတိတ်ပဲကတော့နတ်မျက်စိပညာပေါ့ကွာဒါဆိုဒီပညာတတ်သွားရင်ကိုသိကျင်တာတွေအားလုံးကိုနတ်မျက်စိနဲ့ကြည့်လိုက်တယ်လို့အကုန်မြင်နိုင်မှာပေါ့နော်မဟုတ်ဘူးလူတွေကဒီပညာကိုချဲ့ကားပြီးပြောနေကြလို့ပါတကယ်တမ်းကနတ်မျက်စိလို့ကိုလိုချင်မြင်ချင်တာကိုမြင်နိုင်တဲ့ပညာမဟုတ်ဘူးပညာဇက်တွေနဲ့စီရင်အပ်တဲ့အစီရင်တွေဆက်လက်နက်တွေထောင်ချောက်တွေနဲ့အရန်အကားစီးတွေအားလုံးကိုမြင်နိုင်သိနိုင်တဲ့ပညာရဲ့တစ်ခုပဲဒါကြောင့်ခုနကစီးတွေကိုဆရာကြီးမြင်နေရတာကိုဟုတ်တယ်ဒါပေမဲ့ငါမှစီကံတစ်ခုရှိတယ်မိတ်ကလေးကျမကိုမိခါလို့ခေါ်လို့ရပါတယ်ဟုတ်ပြီမိခါဒီစီးမြင့်ကတော့တခြားမဟုတ်ပါဘူးငါရဲ့နတ်မျက်စိပညာကျင်းကိုမင်းကို9ရက်တိတိတင် जा ပေးမှဖြစ်တယ်9ရက်ပြည့်ရင်မင်းကငါစံသက်စစ်စေးတဲ့စာမင်းပွဲကိုဖြေရလိမ့်မယ်တကယ်လို့အဲ့ဒီစာမင်းပွဲမှာကြဆုံးသွားတဲ့ဆိုရင်တော့မင်းကငါရဲ့မျက်စိတွေအဖြစ်နဲ့တာဝန်ထမ်းဆောင်ရလိမ့်မယ်ဟောဒီလူနှစ်ယောက်လို့ပေါ့ဦးဆန့်ဘောကမီးလုံးကြီးနှလုံးကိုလက်ညှို့ညွန့်ပြလိုက်လေသည်ဒါဆိုဒီမီးလုံးကြီးတွေကစုံမီးလုံးတွေမဟုတ်ဘူးပေါ့မဟုတ်ဘူးသူတို့ကငါစီမှာပညာသင်ခဲ့တဲ့ငါရဲ့တပည့်တွေပဲသူတို့နှစ်ယောက်စလုံးငါစမ်းသက်တဲ့ပညာရက်ကိုမအောင်မြင်ကြတဲ့အတွက်အခုလိုမီးလုံးကြီးဘဝနဲ့ရာတပ်ပံနေသွားရတာဖြစ်တယ်ရာတပ်ပံလေလားဟုတ်တယ်မင်းတဘဝလုံးဒီလိုနေသွားရလိမ့်မယ်ထိုအခါစိတ်တလုံးကဦးဆန့်ဘောကိုလက်ညှိုးထိုးပြီးခမည်းကလေးကကြင်မလုံးနဲ့ဒီပညာကိုသင်ကြားပေးပါမယ်ဆိုပြီးခမည်းကတိပေးထားတယ်မဟုတ်လားဟုတ်တယ်လေငါကဒီပညာကိုသင်မပေးပါဘူးလို့ပြောလို့လားဒါပေမဲ့ဆောင်းမင်းပွဲကတော့ငါစိတ်ကြိုက်စစ်စေးခွေရှိတယ်လေမိခါဒီလူကြီးကလူလေလူညာကြီးပဲသူ့ပညာတွေသင်မပေးချက်လို့တမင်တက်တက်လှည့်စားနေတာဦးဆန့်ဘောကခေါင်းညိတ်ပြီးမင်းတို့မတင်ကျင်ဘူးငါစစ်စေးတဲ့ဆောင်းမင်းပွဲကိုမခံကျင်ဘူးဆိုရင်တော့ဒီကျွန်းကနေလှည့်ပြန်သွားတာကောင်းလိုက်မယ်နော်မိခါမှာစဉ်းစားရကြက်နေလေသည်မိခါငါ့ကိုသာအမိတ်ပေးလိုက်စမ်းပါငါဒီလူကြီးကိုငါရဲ့အဖြတ်စွမ်းအားနဲ့အနာယူပြီးဒူးထောက်ခိုင်းလိုက်မယ်ပြီးတော့နင်းကိုပညာတွေသင်ခိုင်းလိုက်မယ်စိတ်တလုံးပြောသည့်အခါဦးဆန့်ဘောကရေမောရင်မင်းအဲ့ဒီလိုသင်ခိုင်းပါပြီတဲ့ငါကပညာအမှားကြီးသင်ပေးလိုက်တော့ရောမင်းတို့တွေသိပါမလားကွအဲ့ဒီအခါကျရင်မင်းတို့ကကြုံမိခါလေပညာအမှားသင်မိပြီမင်းတို့ဖြစ်သွားမှာဘောကွစိတ်တလုံးရဘာခမည်းကကြုတ်ကိုသိတယ်ဟုတ်လားမင်းအကြောင်းကိုလူတွေတော်တော်များများသိကြပါတယ်စိတ်တလုံးရတကယ်တော့မင်းအခုလိုဖြစ်ရတာမင်းကိုပညာအမှားသင်ပေးလိုက်တဲ့အဘရဲ့အပြစ်မဟုတ်ဘူးကွမင်းကကိုယ့်ကိုပညာသင်ပေးတဲ့ဆရာကိုစော်ကားမော်ကားလုပ်ပြီးစိတ်ခေါ်ခဲ့လို့ဟိုကပညာရှိနီးနဲ့မင်းကိုစုံးမိုက်လိုက်တာကွစိတ်တလုံးမှာဦးဆန့်ဘောအားလက်ညှိုးထိုးပြီးခမည်းသိမယ်ခမည်းကြီးကြုတ်လို့ရင်သေတော့မယ်နော်မိခါကစိတ်တလုံးလက်ကိုဆွဲလိုက်ရင်တော်ပါတော့ဦးကြီးစိတ်တလုံးရဒေါ်သားကိုလာလျှော့လိုက်စမ်းပါကောင်းပြီဆရာကြီးကျမဆရာကြီးစီကနေပညာသင်ပါမယ်9ရက်ပဲမင်းကိုသင်ပေးမှနော်မိခါ9ရက်ပြည့်ရင်ငါစစ်စေးတာကိုမင်းခံယူရမယ်စိတ်ချပါဆရာကြီးကျမဆရာကြီးပြောတာကိုလိုက်နာပါမယ်ဒါပေမဲ့တခုရှိတာကဆရာကြီးကကျမကိုပညာအစစ်အမှန်တွေသင်ပေးဖို့ပါပဲဒါတော့တန်ရမဖြစ်လေနဲ့မိခါငါစီကံကိုလိုက်နာမယ်ဆိုရင်ငါကပညာအစစ်အမှန်တွေသင်ပေးဖို့ကြံ့ရွယ်ပြီးသားပါစိတ်ဓာတ်ချငါတတ်တဲ့ပညာကိုမင်းကိုအမှန်တကယ်သင်ပေးမယ်အဲ့တတ်တာမတတ်တာတော့မင်းအပိုက်ပေါ့ကွာဆရာကြီးကသင်ပေးရင်ကျမကစူးစမ်းပြီးသင်ယူမှာပါကောင်းပြီမိခါဒီနေ့တော့ရှိစေတော့မနှက်ဖြန့်ကြရင်ငါအတွက်ငါပညာအတွက်ကတော့ဘွယ်ရွက်လာခဲ့ရမယ်ဆန်လက်ပြီးနဲ့ငွေတမတ်ကိုလည်းမင်းကပူဇော်ပေးရမယ်ဒီတော့မှငါကမင်းကိုတပတ်အပြည့်လက်ခံပြီးပညာသင်ပေးလို့ရမယ်ဟုတ်ကဲ့ပါဆရာကြီးဒါဆိုကျမတို့ပြန်มาတော့မယ်နေဦးလေးမိခါငါတို့မှလှေမမရှိတော့တာပဲ
ဘယ်လိုပြန်ကြမလဲလှေမရှိရေကူးပြန်ကြဘောကွာဦးဆန့်ဘောမှာပြောဆိုရင်မော်ပြီးတဲအတွင်းသို့ပြန်ဝင်သွားလေသည်ထိုစဉ်အင်းရင်ပြင်တွင်လှေကလေးတစ်စီးမှတရှက်ရှက်နှင့်ပြေးလွှားလာလေသည်လှေကလေးလာသည့်အမြန်နှုံးမှာဆက်တက်ထားသည့်နှံလှေမြန်လှပေသည်မကြာမီလှေကလေးမှသူတို့အနီးရောက်လာခဲ့သည်လှေပေါ်တွင်အယူကြီးကမတက်လျက်လိုက်ပါလာခဲ့သည်ကဲကူးလို့လာပြီမင်းတို့ငါလှေကိုစီးရင်ကတိုးကပေးရမယ်နော်မိခါမှာအယူကြီးလှေပေါ်သို့ခုတ်တက်လိုက်သည်စိတ်တလုံးကကမ်းပေါ်တွင်လိုက်ပိုက်ကျန်နေခဲ့သည်ဦးစီးစိတ်တလုံးဒီကိုလာလေဟဲ့အယူမောင်းတဲ့လှေကိုငါမစီးရဘူးမိခါအယူကြီးကရေမောလိုက်ကဒါဆိုရင်လေဒီကျုံးမှပဲနေကြတော့ဟိုငပိုးကြီးကမင်းကိုငါ့လိုဖြစ်အောင်လုပ်လိုက်မယ်မင်းလည်းငါ့ကိုဖြစ်သွားမယ်ဆိုရင်ငါလည်းအဖို့ရတာပေါ့ကွာစိတ်တလုံးမှာကြောချမ်းသွားကလှေပေါ်သို့ခုတ်တက်လိုက်သည်အယူကြီးမှာလှေပတ်ပိုင်းတွင်မတက်ရက်နေကကဲလှေကနည်းနည်းတော့မြတ်မယ်ဟဲ့တေချာခိုက်ထားကြနော်ရေထဲကြရင်ငါကစင်းမဆဲပေးဘူးငါလည်းရေမကူတတ်ဘူးဟာထို့တို့ပြောဆိုပြီးသည့်နေ့လှေမှာမြန်ဆန်လှသည့်အရှိန်နှုတ်ဖြင့်မောင်းထွက်လိုက်တော့သည်ထိုလှေမှာမိခါတို့စီးနှင်းလာသည့်တန်ငါတဲ့ဤလှေကလေးဖြစ်နေသည်ရေအောက်သို့နစ်မြုပ်ထားသဖြင့်လှေကလေးပေါ်တွင်တက်များမရှိတော့ပေငါးများနှင့်မီးဖို့ကလေးလည်းမရှိတော့ပေအယူကြီးကလှေကိုမြေသို့မောင်းနေတော့မတိတော့လေအင်းရင်ပြည့်တွင်ရှက်တိုက်ကပြေးလွှားနေလေသည်ဟဲ့အယူကြီးလှေကိုဖြည်းဖြည်းမောင်းစမ်းပါဗျခမားလောက်တာနဲ့ကျုပ်တို့အကုန်လုံးလှေမောက်ပြီးမတာပေါ်ကုန်တော့မှာပဲအယူကြီးကတိတ်မကြရသည့်ပုံစံမျိုးဖြင့်နေရွက်အနီးသို့လက်ဝါကလိုက်ကဘာကွာလှေကနှိမ့်နေတယ်ဟုတ်လားဒါဆိုရင်လည်းအချိန်မြင့်ပေးရတာပေါ့ကွာလှေမှာရခင်ကထက်ပိုမိုလှည့်မြန်လာလေသည်အင်းရင်ပြင်ပေါ်တွင်မြင်းရိုက်တဲ့ကောင်ကစုံပေါက်နေတဲ့ကဲ့သို့လှေမှာလူးလွတ်ခုတ်ပေါက်နေသည်ရေမိုးရေမွှားများမှလည်းတဖွာဖွာနှင့်လွင့်စင်နေသည်မိခါမှာခလေးပိပိလှေလူးနေသည်ကိုမကြောက်ရွံ့ပဲသဘောကျနေသဖြင့်တခက်ခက်နှင့်ရေမောနေသည်ရေကြောက်သည့်စိတ်နှလုံးမှာတော့လှေနေရန်ကိုလက်ဖြစ်ကြိုက်ထားကအော်ဟစ်နေလေတော့သည်မိခါရေငါကတော့မိကြောင်လှေနဲ့နေတော့ကမတိပဲအခုမှတည်တော့မယ်ထင်တယ်ဟဲ့အယိုးကြီးမှာကန်းတော့ချက်ချင်းမကတ်သေးပဲအင်းမြင့်ကြီးထဲတွင်သုံးလေးဘက်ခလက်ပတ်မောင်းနှင့်နေလေသည်အလွန်ကြောက်ရွံ့တုန်လှုပ်နေသည့်စိတ်နှလုံးမျက်နှာကိုကြည့်ကမိခါနှင့်အယိုးကြီးမှာတဟားဟားနှင့်ရေမောနေကြသည်အဝိဇ္ဇတော်တောင်အပိုင်း29ဒီမှာတင်ပြီးဆုံးပါပြီနောက်ရက်တွေမှာလည်းအပိုင်းအသစ်တွေကိုနားဆင်ခံစားဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်နားထောင်သူမိတ်ဆွေများကိုယ်စိတ်နှလုံးကျန်းမာချမ်းသာပြီးအိမ်မက်လက်လက်မကြပါစေခင်ဗျာ